皆さんこんにちは、ゆめです。ဒီဗီဒီယိုမှာတော့ iPhone ရှင်းခဲ့တဲ့ဗီဒီယိုပုတ်တိုလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်။ဒါဆိုရင်စကြမယ်။စကိနောဘုံရှောယွန်တဲ့ရှစ်စမွန်ဒီကိုတာရတဲ့ကဒါဆိုင်။အမဘာစာဘက်ကိုဖတ်ပြီးတော့မိကိုဖြည်းဖြည်းပေးပါ။ကိုတာရဝ1日生用から一番いいものを一つ選んでください။အဖြစ်ရတော့ဒီနေ့တော်လေးတွေကနေကောက်ဆက်ပြတဲ့ຢာကိုတစ်ခုရွေးချယ်ပေးပါ။ဒါဆိုရင်စမယ်နော်။11ガソに神社に行くと綺麗な着物を着た子供たちを見ることがあります。17လပိုင်းမှာနေကြောင်းသွားမယ်ဆိုရင်လာပါတဲ့ကီမိုနိုလေးတွေကိုဝတ်ထားတဲ့ကလေးတွေကိုတွေ့ရမှာဖြစ်တယ်။これは七五三と言われるお祝いです。ဒီဟာဆိုရင်七五三လို့ခေါ်တဲ့ဂုဏ်ပြုချင်းပဲဖြစ်ပါတယ်တဲ့။ဂုဏ်ပြုတဲ့ပွဲလေးပဲဖြစ်ပါတယ်။အဲ့တော့နောက်မှာဆိုရင်七五三ဆိုတာဘာလဲဆိုတာကိုရှင်းပြပေးထားတယ်။男の子が3歳と5歳。ယောက်ျားလေးဆိုရင်3နှစ်နဲ့5နှစ်။女の子が3歳と7歳の時。မိန်းကလေးဆိုရင်3နှစ်နဲ့9နှစ်။အဲ့လိုအချိန်မှာ親は子供を連れてမိဘကကလေးတွေကိုခေါ်သွားပြီးတော့神社やお寺に行き、နေကြောင်းနဲ့ဖယားเจ้าကိုသွားပြီး子供が元気に大きくなることを祈ります。ကလေးတွေကျန်းကျန်းမာမာနဲ့ကြီးပြင်းလာဖို့ကိုဆူတောင်းတာဖြစ်တယ်။着物は買うと高いので着物はဝယ်မယ်ဆိုရင်ဈေးကြီးတာကြောင့်今は買わないで借りる人が多いです。အခုဆိုရင်မဝယ်ဘဲနဲ့ငှားတဲ့လူတွေကများလာတယ်။綺麗な着物を着たのだからလှပတဲ့着物လေးတွေကိုဝတ်ထားတာကြောင့်親はたくさん写真を撮ろうとします。မိဘတွေကဓာတ်ပုံတွေများရိုက်ကြပါတယ်တဲ့။でも大変いつもは着ない着物を着てအမြဲတမ်းဆိုရင်မဝတ်တဲ့ကီမိုနိုဝတ်ပြီးတော့ဒီစာကြောင့်ဘယ်လိုမျိုးလဲဆိုရင်ပုံမှန်ဆိုရင်ကီမိုနိုကဝတ်တာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီလိုနေ့မျိုးမှာဆိုရင်ကီမိုနိုကဝတ်တဲ့အဲ့တော့ဝတ်ထားမရှိတဲ့ကီမိုနိုကိုဝတ်တာကြောင့်ကလေးတွေအတွက်ကဒါအဆင်မပြေဘူးပေါ့နော်သူတို့က17လပိုင်းလေးဖြစ်နေရဆိုတော့ဒါဆောင်းတွဲပဲရောက်ပြီဆိုထူတဲ့ကီမိုနိုကိုဝတ်ရတာပေါ့နော်ဆောင်းတွဲချိန်ဝတ်တဲ့ကီမိုနိုဝတ်ရတာဖြစ်တာကြောင့်ကလေးတွေအတွက်ကကြတော့လေးလံနဲ့ပြီးတော့လှုပ်ရှားရတာခက်တယ်ဆိုတော့စကာလက်တာကိုတိုမိုကဝါရတဲ့ခရဲနာကိုတဲ့အဲ့တော့ပင်မန်းတော့ကလေးတွေကမပြုံးမရည်ကြဘူးအဲ့လိုဖြစ်တော့ခမတို့အိုရမို့အိုယောဒက်အခန့်တွေလည်းမိပါရဲ့များပါဟဲ့တဲ့အဲ့တော့အောက်ကမင်းကိုလေးကိုဖတ်မယ်この文章から七五三についてわかることは何ですか？ဒီစာပိုက်ကနေပေါ့နော်七五三နဲ့ပတ်သက်ပြီးတော့နားလည်တဲ့အရာကဘယ်ပါလဲတဲ့။1番女の子も男の子も7歳と5歳と3歳の時お祝いをします。မိန်းကလေးရောယောက်ျားလေးရောဆိုရင်9နှစ်5နှစ်3နှစ်အဲ့လိုချိန်မှာお祝いをしますဂုဏ်ပြုပွဲလေးကိုလုပ်တယ်။မဟုတ်ပေါ့နော်အဖေကမဟုတ်ဘူးယောက်ျားလေးဆိုရင်3နှစ်နဲ့5နှစ်မိန်းကလေးဆိုရင်3နှစ်နဲ့9နှစ်2番子供が元気に大きくなることを願ってကလေးတွေကြည်ကြမာမာနဲ့ကြီးပြင်းလာဖို့ကိစ္စကိုဆုတောင်းပြီးတော့神社やお寺に行きますနတ်ကျောင်းနဲ့ဖယားကျောင်းတွေကိုသွားတဲ့ကိစ္စဖြစ်တဲ့ဆိုအဖြေမှန်က2番ဒီမှာရှီကြီးကုတ်စံဆိုတာဘာလဲဆိုတာကိုရှင်းပြထားတဲ့စာကြောင်းမှာဒီစာကြောင်းမှာတွေ့ရမယ်3番子供のために着物を買う人が借りる人より多いです。ကလေးတွေအတွက်着物をဝယ်တဲ့လူကဆိုရင်ငှားတဲ့လူတွေများတယ်ဆိုတော့မဟုတ်ဘူး။ဒီမှာဝယ်ဈေးကြီးရကြောင့်ငှားတဲ့လူကများတာနော်။4番子供が着物を着て笑っている写真が撮れることが多いです。ကလေးတွေကကီမိုနိုဝတ်ပြီးတော့ရည်နေတဲ့ဒီဓာတ်ပုံလေးတွေပါပေါ့နော်ဓာတ်ပုံရိုက်တဲ့ကိစ္စကများတယ်ဆိုတော့အဲ့ပြရတယ်မဟုတ်သေးဘူးပေါ့နော်မများတဲ့ကိစ္စမှာကလေးတွေမရည်ဘူးဒီကိစ္စကလည်းများတယ်ပေါ့နော်ဒီကိစ္စကများတာပေါ့နော်ဒီကိစ္စကများတာဒီဓာတ်ပုံရိုက်တဲ့ကိစ္စကများတာမဟုတ်ဘူးအဲ့အဖြေမှန်က2番နော်ရှီကြီးကောဆန်ဆိုတာကကလေးတွေကြဲကြဲမာမာနဲ့ကြီးပြည့်လာဖို့အတွက်ဒီနဲ့ကြောင့်နဲ့ဖះကြောင့်သွားပြီးတော့ဆူတောင်းတဲ့ကိစ္စဖြစ်တယ်ပေါ့နော်ဒါဆိုရင်ဒီပုတ်လေးရမယ်လို့ထင်ပါတယ်はい次のビデオで会いましょう